အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် VLOOKUP နဲ့ Mesh နဲ့ဘယ်လိုတွဲသုံးတာလေးကို sharing လုပ်ပေးသွားပါမယ်ပုံမှန်အဖြစ်ဆိုကျွန်တော်တို့ VLOOKUP ရှာရင် lookup value ရဲ့ဒုတိယအနေနဲ့ table array ကိုရွေးပေးလိုက်တယ်တတိယအနေနဲ့ကျွန်တော်တို့ result ရှိတဲ့ column number ကိုရိုက်ထည့်ပေးလိုက်တယ်ပြီးရင်တော့ exact match ကိုရွေးလိုက်တယ်အဲ့ဒါလိုနည်းနဲ့ကိုလိုချင်တဲ့အဖြေကိုရှိတဲ့ column ကိုတိတိကျကျ number ရိုက်ထည့်ပေးရတာပါဒီနေရာမှာကျွန်တော်တို့ column number မရိုက်ပဲနဲ့ match နဲ့တွဲသုံးတဲ့နည်းကိုပြောပြပါမယ်ညီမျှချင်းကျွန်တော်တို့ VLOOKUP ရိုက်မယ်ပြီးရင်တော့ lookup value ကိုရွေးပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ F4 ကိုနှိပ်ပြီးတော့ column ကို lock ချလိုက်မယ်ပြီးရင် table array ကိုရွေးပေးလိုက်မယ် reference ကို lock ချမယ် match ကွင်းစာ lookup value ပြီးရင်တော့ကျွန်တော်တို့ F4 နှစ်ခါနှိပ်ပြီးတော့ row ကို lock ချမယ်ပြီးရင် comma ပြီးရင် lookup value ရှိရဲ့ table array ကိုရွေးပေးလိုက်မယ်ပြီးရင် F4 နှိပ်ပြီးတော့ lock ချ comma ပြီးရင် exact match ပြီးကွင်းပြန်ပိတ်ပြီးရင်ကျွန်တော်တို့ false ကိုရွေးလိုက်ဒီလိုနည်းနဲ့ကျွန်တော်တို့သုံးလိုက်ရင်အပေါ်က column title ကိုချိန်လိုက်တာနဲ့အောက်က result တွေ auto လိုက်ပြောင်းသွားတာတွေ့ရပါမယ် VLOOKUP နဲ့ရှာတော့ဆိုရင် column number ကိုကျွန်တော်ရိုက်ထည့်ရတဲ့အတွက်ကြောင့်မလို့ result ကအဲ့လိုတန်းမထွက်ပါဘူးဒါကကျွန်တော် VLOOKUP နဲ့ match နဲ့တွဲပြီးတော့သုံးတဲ့နည်းပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်လက်ဆုံတွေ့ပါမယ်